ရောက်ခမဖြစ်သူလီရှိုးလန်ရဲ့အငိမ့်စားလာစာက8300ရှိတယ်သူကဒီဆုံးဖြတ်ချက်ကိုညစာစားပွဲပေါ်မှာကြီးညာခဲ့တာမနက်ဖြန်ကစပြီးငါတို့အိမ်မှာစပွဲခွဲစနစ်ကျင့်သုံးမယ်ကျမနဲ့ကျမအမျိုးသားကျိုးချန်တို့ချက်ချင်းစွန့်အားသွားကြတယ်သူကဟင်းရည်ကိုအေးလူလူတငုံတောက်ပြီးမှနောက်ဆိုဘသူဘာသာဘသူစားကြမယ်အချင်းချင်းဝင်မဆုတ်ဖက်ကြီးဒါမှအေးချမ်းချမ်းရှိမှပြဿနာတက်မနေတော့ဘူးကျိုးချန်ကစကားပြောမလို့လောက်တာကိုကျမကလှမ်းတားလိုက်ပြီးရောက်ခမကိုကြည့်ကခေါင်းငိမ့်ပြလိုက်တယ်ရတယ်အမေသမီးသဘောတူတယ်ဒါကလည်းကောင်းတာပဲစရင်စရာရှင်းတာပေါ့ရောက်ခမကကျမဒီလောက်လွယ်လွယ်ကူကူလက်ခံလိုက်မယ်လို့မထင်ထားပုံပဲသူ့မျက်လုံးထဲမှာကျင်းနဲ့အာသာပြေးသွားတဲ့အရေးအယောင်တွေဖြစ်ပြေးသွားပြီနင်းနားလေရင်ပြီးတာပဲဒါဆိုဒီတိုင်းဆုံးဖြတ်လိုက်ပြီနောက်ရက်ကစနေနေ့ဖြစ်လို့ကျမမနက်စောစောထားပြီးကျမနဲ့ကျိုးချန်2ယောက်စာအတွက်ပဲမနက်စာပြင်လိုက်တယ်စံပြုတ်နဲ့ပကံကြက်ဥကျော်နှလုံးနဲ့ဘေးကွန်အနှဲငယ်ပေါ်ရောက်ခမနိုးလာတော့မျက်နှာစုပုတ်ပုတ်နဲ့မီးဖိုချောင်ထဲဝင်ပြီးသူ့ဘာသာခောက်ဆွဲပြူစားတယ်စားတော့ပြီးတော့ကျမကျိုးချန်ကိုပြောလိုက်တယ်ဒီနေ့ငါမိဘအိမ်ဘက်ခစ်တက်သွားအောင်မယ်ရေခဲတက်တာထဲမှာမနေ့ညကဟင်းကြံတွေရှိတယ်နေ့လေကြရင်ကို့ဘာသာနှွေးစားလိုက်တော့ကျိုးချန်ကလည်းခေါင်းငိမ့်ပြီးအင်းလို့ပြောတယ်ကျမအိမ်ကထွက်တော့ရောက်ခမကဧခန်းဆိုဖာပေါ်မှာ TV ထိုင်ကြည့်နေပြီးမျက်တောင်တစ်ချက်တောင်မခတ်ဘူးမိဘအိမ်ကတိတ်မဝေးတာမို့နေ့လေစာကိုအဲ့ဒီမှာပဲစားပြီးညနေပိုင်းကျတော့အမေနဲ့အတူဈေးဝယ်ထွက်ခဲ့တယ်ညနေ9နာရီနီးပါးမှာကျိုးချန်စီကဖုန်းလာတယ်ဖုန်းထဲမှာသူ့အတန်ကအရန်လုံးနေပြီးမိမမင်းမြန်ပြန်လာခဲ့ပါဦးပြဿနာတက်ကုန်ပြီကျမရင်ထဲထိတ်ကနေဖြစ်သွားပြီးဘာဖြစ်လို့လဲလို့မေးလိုက်တယ်အမေကအမကြီးနဲ့အမလက်တို့မိသားစုအကုန်လုံးကိုခေါ်ထားတာအခုလူတွေအကုန်ဧခန်းထဲမှာထိုင်နေကြတယ်ကျမချက်ချင်းသဘောပေါက်သွားတယ်ဖုန်းချပြီးတာနဲ့တက္ကစီတစ်စီးတာကအိမ်ကိုအပြေးလွှားပြန်လာခဲ့တယ်အိမ်ထဲကိုလှမ်းဝင်လိုက်တာနဲ့ကျင်းမြောင်းတဲ့ဧခန်းလေးထဲမှာလူတွေပြည့်နေနေတာကိုတွေ့ရတယ်မမကြီးကျိုးမိန်မမလက်ကျိုးဝေတို့ရဲ့ခင်မွန်းတွေရောသူတို့ရဲ့ကလေးတွေပါဆိုတော့စုစုပေါင်း9ယောက်10ယောက်လောက်ရှိနေတာကျမပြန်လာတာကိုမြင်တော့လူတိုင်းရဲ့အကြည့်ကကျမစီကိုပဲရောက်လာကြတယ်ရောက်ခမလီရှုလန်ကဆိုဖာအလဲတက်တက်မှာထိုင်နေပြီးမျက်နှာကအယမ်းကိုပြက်နေပြီးကျမလက်ပလာနဲ့ပြန်လာတာကိုမြင်တော့သူဒေါသတွေထပ်ပေါက်တော့တာပဲရွှေကြန့်နင်းဘယ်တည်နေလို့အခုမှပြန်လာတာလဲဒီနေ့အိမ်ကိုဧည့်သည်တွေလာမယ်ဆိုတာမသိဘူးလားသွားမြန်ထမင်းသွားချက်ချီကလေးတွေကလည်းဘေးကနေဗိုက်စာပြီးဆိုပြီးစူညံအောင်ဟစ်နေကြတယ်ကျိုးမိန်နဲ့ကျိုးဝေတို့ကတော့တကားဆောင်တဲ့ရုပ်ကြီး2ရုပ်လိုထိုင်နေပြီးမျက်နှာမှာလှောင်ပြုံးတွေနဲ့ပွဲကြည့်နေကြတယ်ကျိုးချန်ကတော့သူ့အမေဘေးမှာရက်ပြီးပြားများနေတယ်သူကကျမစီလာဆွဲဖို့နဲ့မျက်ရည်ပြဖို့ကြိုးစားပေမဲ့ကျမမသိချင်အောင်ဆောင်လိုက်တယ်ကျမဧကန်အလဲကိုရှောက်သွားပြီးလီရှိုးလန်ကိုကြည့်ကပြုံးလိုက်တယ်အမေမိသွားပြီလားအမေပဲမနေ့ကမှအိမ်မှာစပွဲခွဲစနစ်ကျင့်သုံးမယ်လို့ကြေညာခဲ့တာလေကျမခဏရက်ပြီးဧကန်ထဲကဧည့်သည်တွေကိုတစ်ချက်ဝေးကြည့်လိုက်ကဘသူဘာသာဘသူစားအချင်းချင်းဝင်မဆုတ်ဖက်ကြီးဆိုတော့အမေဖိတ်ထားတဲ့ဧည့်သည်တွေကိုအမေကိုယ်တိုင်ပဲချက်ပြုတ်ဧကန်ရမှာပေါ့ဧကန်ထဲကစူညံတန်တွေချက်ချင်းဆဲသွားပြီးလူတိုင်းကကျမကိုကြောင်တောင်ကြီးစိုက်ကြည့်ကုန်ကြတယ်လီရှိုးလန်ရဲ့ပါဇက်ကအိုးပုံတန်ဖြစ်သွားပြီးကျမနှာခေါင်းကိုလက်ညှိုးထိုးကလက်တွေတုံယူနဲ့နင်းဘာပြောလိုက်တယ်ကျမမျက်နှာကအပြုံးမပြတ်ပဲတဲတဲကွဲကွဲပြင်ပြောလိုက်တယ်သမီးပြောတာကအမေဧည့်သည်တွေအတွက်အမေကိုယ်တိုင်ချက်ပါသမီးရဲ့ညစာကိုတော့သမီးပြင်ဆင်လာပြီးသားပြောရင်းနဲ့ကျမလက်ထဲကဆွဲလာတဲ့အိတ်ကိုမြှောက်ပြလိုက်တယ်ဒါကမိဘအိမ်ကနေထုတ်ပိုးလာတဲ့တယောက်စာထမင်းဟင်းတွေပဲလီရှိုးလန်ရဲ့မျက်နှာကနီမြန်းရာကနေချက်ချင်းဖြူဖြော့သွားပြီးနောက်ဆုံးတော့အိုးမဲတုတ်ထားသလိုမဲမောင်သွားတော့တယ်သူနေရာမှာတင်ကြောင်သွားပြီးစကားတခုမှမဟနိုင်တော့ဘူးလေထုတစ်ခုလုံးခဲသွားသလိုပဲကျိုးချန်ကချက်ချင်းလျှောက်လာပြီးအတန်တိုးတိုးနဲ့ရွှေကြန့်ဒီလိုမလုပ်ပါနဲ့အမေကိုမျက်နှာပန်းလာအောင်လမ်းခင်းပေးလိုက်ပါဦးမမကြီးနဲ့မမလက်တို့လည်းကြည့်နေကြတာကိုကျမသူ့ကိုစောင်းငှက်ကြည့်ပြီးမျက်နှာပန်းလာအောင်လမ်းခင်းပေးရမယ်သူစပွဲခွဲစနစ်ကြီးညာတော့ကရှင်နဲ့ကျမအတွက်လမ်းချန်ပေးခဲ့လို့လားသူလူတွေကိုအုံထွက်အောင်ဖိတ်ခေါ်ပြီးကျမနာခေါင်းကိုလက်ညှိုးထိုးဆဲဆူနေတော့ကောကျမအတွက်လမ်းချန်ပေးခဲ့ရလားကျိုးချန်ရဲ့အတန်ကပိုတိုးသွားပြီးမင်းခံစားရတာကိုငါသိပါတယ်ဒါပေမဲ့ဘာမှမရှိဘူးကျိုးချန်ကျမသူ့စကားကိုဖျက်ပြောလိုက်တယ်စီကန်းကိုသူထုတ်တာကျမကစီကန်းအတိုင်းလိုက်နာရုံပဲမမကြီးကျိုးမိန်ကတော့အခုမှအတိပြန်ဝင်လာပြီးဆိုဖာလက်တန်းကိုပုတ်ကာထားရက်လိုက်တယ်ရွှေကြက်နေကဘလို့အမူအရာဖြစ်နေတာလဲအမေကအသက်ကြီးပြီးငါတို့ကိုအိမ်ပြန်ခေါ်ပြီးထမင်းတနက်ကျွေးတာဘာဖြစ်လဲနင်ကချွေးမပဲထမင်းချက်ကျွေးတာတာဝန်မဟုတ်ဘူးလားမမလက်ကျိုးခွေကလည်းလေတံမနှောက်နှောက်နဲ့ဝင်ပြောတယ်ဟုတ်ပါမမရဲ့မကြီးကလည်းအရန်တွက်ကတ်တာပဲထမင်းတနက်သေးကိုပဲစပွဲခွဲစနစ်ဆိုပြီးရှောက်ပြောနေသေးတယ်အမေကစိတ်ဆိုးပြီးပြောလိုက်တဲ့စကားကိုနင်ကအတီးယူနေရလားကျမသူတို့ပဲလှည့်ကြည့်ပြီးမျက်နှာထားတီးလိုက်တယ်စိတ်ဆိုးပြီးပြောတာဟုတ်လားမနေ့ကသူကျမနဲ့ကျိုးချန်ရဲ့ရှိမှာပဲအပြက်ပြောခဲ့တာလေဘသူဘာသာဘသူစားပြဿနာမတက်အောင်အချင်းချင်းမစွတ်ဖက်ကြည့်လို့ပြောခဲ့တာပါလေရှင်တို့ကသူအပေါက်အောင်အလကားလျှောက်ပြောနေတယ်လို့ထင်လို့လားကျိုးမိန်နဲ့ကျိုးဝေတို့2ယောက်လုံးစကားဆုံးသွားကြတယ်ကျမဒီလောက်ထိမျက်နှာမထောက်ပဲပြန်ပြောလိုက်မယ်လို့သူတို့မထင်ထားကြဘူးရောက်ခမလီရှိုးလန်ကတော့အတိပြန်ဝင်လာပြီးကျမ်းပြင်ပေါ်ဖုံးကနေထိုင်ချကပေါင်ကိုတစ်ထောင်းထောင်းထုပြီးငိုကြီးတော့တယ်ငါကန်ကျမကလည်းဘာလို့ဒီလောက်နာရတာလဲသားကိုပင်ပန်းပန်းကျွေးမွေးပြုစုလာခဲ့ရတာမင်းမရတော့အမေကိုမေးပြစ်လိုက်ပြီးငါသမီးတွေအိမ်ပြန်လာပြီးထမင်းတနက်စားတာတော့မရတော့ဘူးဒီအိမ်မှာငါဘလို့နေရတော့မလဲတေးလိုက်တာပဲကောင်းပါတယ်သူကငိုယိုနေရင်းနဲ့မျက်လုံးထောင်းကနေကျမကိုခိုးခိုးကြည့်နေသေးတယ်ဒါကသူ့ရဲ့အမြဲတမ်းတုံးနေကြစက်ကွက်ဟောင်းတွေပဲအရင်ကဆိုကျိုးချန်ကဒီတန်ကိုအကြောက်ဆုံးမျောလင့်ထားတဲ့အတိုင်းကျိုးချန်ရဲ့မျက်နှာမှာမရက်ဆက်ရက်တဲ့အရေးအယောင်တွေပေါ်လာပြီးကျမကိုဖြောင်းဖျားဖို့ထပ်ပြောမလို့လုပ်ပြန်တယ်ကျမသူ့ကိုအခွင့်အရေးမပေးတော့ဘူးကျမရောက်ခမရှိကိုတက်တက်လျှောက်သွားပြီးစောင့်ကြောင်ထိုင်ချလိုက်တယ်အိတ်ထဲကနေတ िश ူးထုတ်ပြီးသူ့ကိုကမ်းပေးလိုက်ရင်ဧကန်ထဲကလူတိုင်းကြားနိုင်လောက်မဲ့အတန်နဲ့ပြောလိုက်တယ်အမေမငိုပါနဲ့တော့လူနာဖြစ်သွားရင်စေးပိုးဝါကကိုအမေဘာသာပဲစိုက်ရမှာနော်ဘာလို့လဲဆိုတော့ငါတို့ကစပွဲခွဲထားတာဆိုတော့စေးပိုးဝါကကိုတော့အတူတူညှခံပေးမယ်လို့မပြောထားဘူးလေ
ရောက်ခမရဲ့ငိုတန်ကချက်ချင်းရက်တန့်သွားတယ်လေပင်ညှစ်ခံလိုက်ရတဲ့ဘဲတကောင်လိုမျက်လုံးအပြူသားနဲ့ကျမကိုစိုက်ကြည့်နေတော့တယ်ကျမစီကဒီလိုစကားမျိုးကြားရလိမ့်မယ်လို့အိမ်မက်တောင်မမှတ်ဘူးပုံပဲကျိုးမိန်ကဒေါသတကြီးပြေးလာပြီးကျမကိုလက်ညှိုးထိုးကရွှေကြက်နေလူသားဆန်မှုရှိသေးရဲ့လားကျမမတ်တက်ရက်ပြီးသူ့ကိုတက်တက်စိုက်ကြည့်လိုက်တယ်မမကြီးကျမကအရှိကိုအရှိအတိုင်းပြောပြတာပါအမေကဒီလောက်အထိအပြက်ခွဲချင်နေမှာတော့အရာရာအားလုံးကိုအပြက်ခွဲရမှာပေါ့စားတာတောက်တာခွဲရင်ပတ်စံသုံးတာလည်းခွဲရမှာပဲသူပဲအမျက်ထုတ်လို့ရပြီးကျမတို့ကိုကြားစရင်မတွက်ခိုင်းရဘူးလို့ရှိမလားကျမကျိုးချံဘက်လှည့်ကြည့်ပြီးကျိုးချံရှင်ဘာပြောမလဲကျိုးချံကကျမကိုတစ်ချက်ကြည့်ကျမ်းပြင်ပေါ်မှာထိုင်ပြီးကြောက်ချက်လုံနေတဲ့သူ့အမေကိုတစ်ချက်ကြည့်ပြီးနောက်တပ်ပြင်းအရှိကြီးတစ်ချက်ချကနောက်ဆုံးတော့ဆုံးဖြတ်ချက်ချလိုက်တော့တယ်အမေရွှေကြံပြောတာမှန်တဲ့စီကန်းကိုအမေကိုယ်တိုင်ထုတ်တာဆိုတော့စီကန်းအတိုင်းပဲလုပ်ကြတာပေါ့ဒီနေ့အမေကဧည့်သည်ဖိတ်တာဆိုတော့အမေပဲပြင်ပန်းခံလိုက်ပါဦးဒီစကားထွက်လာတော့လီရှိုးလန်နေမကပဲကျိုးမိန်နဲ့ကျိုးဝေတို့ပါအကြောင်းကုန်ကြတယ်အမြဲတမ်းအမေလိုလိုက်တဲ့တားလိမ့်မှာကျိုးချံကဒီတခါတော့ကျမဘက်ကရက်တီပေးလိုက်မယ်လို့သူတို့လုံးဝမထင်ထားကြဘူးလီရှိုးလန်ချမ်းပြင်ပေါ်မှာထိုင်နေရင်ငိုဖို့တောင်မေ့သွားတယ်အဲကန်တစ်ခုလုံးတင်းချိုင်းပြင်လိုတိတ်ဆိတ်သွားပြီးနောက်ဆုံးတော့မမလက်ရဲ့သားလေးကျွန်းကျွန်းကပဲဒီတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တယ်အဖွာတားပိုက်စားပြီးထမင်းစားခြင်းပြီးလီရှိုးလန်ကချက်ချင်းပဲကျမ်းပြင်ပေါ်ကထိုင်ရက်လိုက်ပြီးကျမကိုဝါမျိုးမတက်ဆိုင်ကြီးကတွားချိတ်ပြီးစကားတခုမှမပြောပဲမိဖို့ချောင်ထဲဝင်သွားတော့တယ်မကြခင်မှာပဲမိဖို့ချောင်ထဲကနေပကံခွဲရောက်တွေထိခိုက်တန်တွေတလုံးလုံးတိုင်းတိုင်းထွက်လာတယ်ဒေါသဖြေတဲ့သဘောပေါ့ကျိုးမိန်နဲ့ကျိုးဝေတို့အချင်းချင်းကြည့်လိုက်ကြပြီးမျက်နှာတွေကွက်ပြက်ကုန်ကမိဖို့ချောင်ထဲနောက်ကနေလိုက်ဝင်သွားကြတယ်အဲခန်းထဲမှာတော့ကျမတို့လင်မယား2ယောက်နဲ့ခဲအို2ယောက်ပဲကြံခဲ့ပြီးအခြေအနေကအတော်လေးအိုတိုအန်းတန်းဖြစ်သွားတယ်ကျမသူတို့ကိုဂယုမဆိုင်တော့ပဲကျိုးချံကိုဆွဲပြီးကိုခန်းထဲကိုပြန်ဝင်ကတကားပိတ်လိုက်တယ်မိဘအိမ်ကယူလာတဲ့နန်ရိုးချိုချင်းကျော်ပစွန်စီပြန်ကျော်နဲ့ဟင်းသီးဟင်းရွက်ကျော်ကျမကြိုက်တဲ့ဟင်းတွေကြီးပဲကိုထုတ်ပြီးအခန်းထဲကစပွဲအသေးလေးပေါ်မှာပြင်လိုက်တယ်ကျိုးချံထမင်းစားရအောင်ကျိုးချံကကျမကိုကြည့်ပြီးဇဝေဇဝါနဲ့ရွှေကြန့်မင်းဒီနေ့လောက်တာလွန်သွားတယ်လို့မထင်ဘူးလားကျမနန်ရိုးတတုံးကိုညှက်ပြီးပါဆက်ထဲထည့်ကဖြည်းဖြည်းချင်းဝိုင်းရင်းပြန်ပြောလိုက်တယ်လူဆိုတာပြောင်းလဲတတ်တာပဲအရင်ကတော့တီးခံလိုက်ရင်ပြီးသွားမှာပဲမိသားစုအဆင်ပြေဖို့ကအဓိကလို့ထင်ခဲ့တာအခုတော့ငါနားလဲသွားပြီးအချို့လူတွေကနင်းတီးခံလေးပို့ပြီးအနိုင်ကျင့်လေးပဲသူဒီနေ့ဒီလိုလုပ်တာကငါပြန်မပြောရဲဘူးလို့တွက်ထားလို့ငါသာဒီနေ့ထပ်ပြီးတီးခံလိုက်ရင်ဒီဇပွဲခွဲစနစ်ကငါတယောက်တည်းကိုပဲနှိပ်ကွက်တဲ့စီကန်းဖြစ်သွားလိမ့်မယ်နောက်ဆိုဒီအိမ်မှာငါအတွက်ထွက်သက်တောင်ရှိမှာမဟုတ်တော့ဘူးကျိုးချံတိတ်ဆိတ်သွားပြီးတူကိုကောက်ကန်ကထမင်းစစားတော့တယ်အပြင်ဘက်အခန်းစီကနေရောက်ခမနဲ့မမတို့ရဲ့ဖြစ်တောက်ညီတွန်တောက်တီးတန်တွေပြန့်လွင့်လာပေမဲ့ကျမတို့2ယောက်လုံးစကားတခုမှမပြောဘဲဒီထမင်းတနက်ကိုအေးလူလူပဲစားလိုက်ကြပါတော့တယ်